မင်္ဂလာပါဗီဒီယိုမလုပ်ပြတာကြပါပြီဒီဆောင်းတွင်းကြီးတော့တော်တော်မုန်းနေပေါ့နော်ဆောင်းတွင်းဆိုလို့ရှိရင်ကျမနေတော့မကောင်းကျမရဲ့အလောက်ကတနေ့ဆိုလို့ရှိရင်မနာစီတေကောင်းကြိုက်တယ်မဖျားတယ်ဒါနဲ့ပဲအချိန်ကုန်နေရဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်အဲကြောင့်ဆောင်းတွင်းကြီးကျမမုန်းပါတယ်ဒီနေ့တော့ခေါင်းလေးနဲ့ကြည်တာနဲ့ဟင်းလေးတန်ချက်တယ်ဟင်းလေးချက်တော့ကျတော့ကိုယ်စိတ်ရရှိတဲ့ဟာပေါ့ဂရင်းတွေ့တဲ့ဟာနဲ့လည်းအိမ်မှာရှိတဲ့ဟာနဲ့ပေါ့နော်အပါချက်လက်ဆိုအရင်တော့စီတက်လိုက်တယ်စီတက်ပြကြတော့ငုတ်သီးနဲ့ကျက်စံဖြူနဲ့ထောင်းထားတာကိုထည့်တယ်ပြီးတော့အစာပလာကိုကြိုက်တာထည့်တယ်ဆိုတော့ဒီမှာမှုတို့မြစ်တို့ပစုံတို့ထည့်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်အရသာတော့ကြဟင်းနဲ့မဟုတ်စားဒါပဲဒီကသုံးတယ်ပေါ့နော်အဲ့တကယ်တိတ်အဆင်ပြေပေါ့နော်စားနွမ်းကြီးရောက်ပြီဆိုလို့ရှိရင်တော့ရှင်တို့တော့အဆင်ပြေကြလားမသိဘူးစားနွမ်းကြီးကတကယ်နဲ့လို့မကောင်းဘူးဆိုတော့အေးကြိုက်တဲ့သူတွေကတော့အဆင်ပြေမှာပေါ့ဆိုတော့ကြတော့အပူပိုင်းဒေတာကနေရဆိုတော့ကြောင့်လေတကယ်လောင်းနှင်းကြီးဆိုလို့ရှိရင်လိမ့်နေလို့မကောင်းဘူးပေါ့နော်ဒါလာတော့မှကြည့်တာအရမ်းမေးသေးလို့အသားတွေအပ်တော့မယ်ကွဲတော့မယ်ဒီမဲ့အသားတွေပတ်တော့မယ်စုံပလုံစီအဲ့လိုပေါ့ဒါကိုရေကြတော့လုံးပြီးတော့ပေါ့နော်လုံးပြီးတော့ဘောနေကိုစားချင်တဲ့လောက်ရေကိုထည့်ပေါ့နော်ပြီးလို့ရှိရင်ယူမှုတွေသေးလေးထည့်စားချင်ထည့်စားချင်တော့ရတယ်ပေါ့နော်စားချင်တဲ့ခုံထည့်တော်ကောင်းခုံကောင်းစားချင်နေလို့လားမသိဘူးတော်တော်လေးတော့ကောင်းပါတယ်နည်းနည်းပြအောင်ကြိုက်ရင်တက်မကြိုက်မထဲနဲ့ရှင်းနန်းထဲလေးရတယ်ရှင်းနန်းထဲလေးမှုရပဲတကယ်ဆိုရင်တော့ဒီဟင်းလေးကိုချက်ဖို့စစ်စစ်မရှိဘူးအခုတော့စီရလည်းမသွားဖြစ်ဘူးသွားလည်းမသွားနိုင်ဘူးဒါပေမဲ့လည်းစားခြင်းနေဆေးရှိရရဲ့အိမ်မှာရှိတဲ့ဟာလေးရှာလိုက်တော့ကြတာလေးတွေ့ရနဲ့ချက်ပြကြပါတော့နောက်ပြီးစားကောင်းလို့မျှဝေပေးတာပါရှင်